ကျွန်တော်တို့ relationship တွေရှိကြတယ်ဘယ်လို relationship မျိုးဖြစ်ဖြစ်ဘာကြောင့်ရှိနေကြတာဘာကြောင့်အတူတူရှိနေကြတာဘာကြောင့်လမ်းတစ်ခုကိုအတူတူလျှောက်သွားဖို့စဉ်းစားကြတာလေတကယ်ချင်းဖြစ်ဖြစ်သမီးကြီးသားဖြစ်ဘယ်လိုပဲဖြစ်ဖြစ်နော်မေတ္တာတရားကြောင့်မေတ္တာတရားဆိုတဲ့စေတစာမှန်ကြောင့်အဲ့တော့အဲ့ relationship ဒီအဲ့ဒီစေတစာမှန်ကြီးပျောက်သုံးသွားတဲ့အချိန်မှာဘာအကြောင်းကြောင့်မှဆက်မရှိနေတယ်နော်အဲ့ဒါကိုကျွန်တော်ဘယ်တော့မှအပြစ်မမြင်ခဲ့လူတယောက်နဲ့တယောက် relationship ဖြစ်သွားတာအခြားလူကကိုယ်အရန်လိုအပ်နေတဲ့အချိန်မှာကိုကထားခဲ့တာမျိုးပဲဖြစ်ဖြစ်လမ်းခွဲသွားပဲဖြစ်ဖြစ်ဒါဒီမဖြစ်နိုင်တော့ရင်အဲ့ဒါဒီလက်ခံနိုင်ရကိစ္စတစ်ခုပဲကျွန်တော်မကြိုက်တဲ့ကောင်မလေးတယောက်ကပြောဦးပဲလူတယောက်ကိုချစ်တာအကြောင်းပြချက်ပေးနေရမရှိတယ်လို့မချစ်တာဒီလည်းအကြောင်းပြချက်ပေးနေရမရှိဘူးတဲ့ကျွန်တော်အရင်လေးစားတယ်အဲ့ဒါကိုအရင် appreciate ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီနှစ်ယောက်ဆက်သွားဖို့အတွက်တယောက်ကိုချစ်တယ်မချစ်ဘူးဆိုတဲ့အတွက်ကအကြောင်းပြချက်မှမလို့တာဒါစိတ်ဒဇနိုင်တယ်ဟုတ်တယ်မလားအဲ့ဒါကိုကျွန်တော်လက်ခံနိုင်တယ်အခြားတယောက်ကိုထပ်ပြီးတော့ရင်ခုန်မိလို့ဒီတယောက်ကိုဖြတ်ပြီးတော့မှနောက်တယောက်ကိုတွဲသွားတယ်ဆိုရင်လက်ခံလို့ရတယ်ဒါမဲ့အဲ့လိုနှစ်ယောက်လုံးရဲ့အကျိုးမြတ်ကိုယူပြီးတော့တစ်ဖက်လူရဲ့စိတ်ဒဇနိုင်ကိုအသုံးချနေတာမျိုးဆိုရင်တော့တစ်မျိုးပေါ့နော်အဲ့တော့ commitment ကိုလေးစားတဲ့လူတွေကိုအပြစ်ပြောတာမဟုတ်ဘူးဒါလည်းသူတို့ရဲ့တန်ဖိုးထားရတယ်တန်ဖိုးထားရပဲကိုယ့်ရဲ့သဘောထားကိုပြောပြတာဒါမဲ့ကျွန်တော်လုံးဝလက်မခံနိုင်တဲ့တခုရှိတယ်အဲ့ဒါကတယောက်နဲ့တယောက်နာကျင်အောင်လုပ်တာမချစ်တော့တဲ့အချိန် domestic violence นี่ထင်တာမြင်တာရှိတယ်လုံးဝလက်မခံနိုင်တဲ့အဲ့ဒါကမှအခြား violence ကိုရှိတယ်အဲ့ဒါကဘာလဲဆိုတော့လူတိုင်းကချိုရင်းချက်ရှိတယ်ဗျလူတိုင်းကအားနည်းချက်တွေရှိကြတယ်ချစ်စရာကောင်းတဲ့အမူအရာတွေရှိတယ်မြင်ကက်စရာကောင်းတဲ့အမူအရာတွေရှိကြတယ်အဲ့လိုအမျိုးအရင်တော့ဘလောက်မြင်ကက်စရာကောင်းအောင်ချစ်လာပါကြီးရဲ့ဒါလေးကချစ်နေရလားဆိုတဲ့လူတွေကရိုးလာတဲ့အခါမှာဒါမှမဟုတ်အခြားတစ်ယောက်ကိုစတွေ့လာတဲ့အခါမှာအဲ့ဒါကြီးကိုစိတ်ကုန်ညာဖြစ်မြင်လာကြတယ်အဲ့လိုအခါမှာတယောက်တစ်ယောက်လမ်းခွဲတဲ့အခါမှာဘာကိုပြောလဲဆိုတော့နင်းရဲ့ဒီအကျင့်နေကြောင်းမလို့ငါလက်မခံနိုင်ဘူးနင်းတို့ဒါကြောင့်မလို့မုန်းတာပါနင်းကဒီလိုဖြစ်နေလို့ငါမတွဲနိုင်လို့ဒါမှမဟုတ်နောက်တစ်ယောက်ကနင်းတဲ့ဒီနေရာသားလို့ပြောတဲ့ဥစ္စာတွေက domestic violence နဲ့ level 2တဲ့တစ်ဖက်သားကိုစိတ်ဒဏ်ရစေတဲ့စကားတွေပဲအဲ့ဒါမျိုးကိုကျွန်တော်ဘယ်တော့မှလက်မခံဘူးကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်တဲ့ငယ်တဲ့ generation တွေကိုတွေ့လို့ရှိရင်တယောက်နဲ့တယောက်လမ်းခွဲတာပြဿနာမဟုတ်ဘူးအဲ့လမ်းခွဲတဲ့အခါမှာအကြောင်းပြချက်မရှာနဲ့စောစောပြောသလိုပဲလူတယောက်ကိုချစ်ဖို့အကြောင်းပြချက်မလိုသလိုမချစ်တော့ဘူးလေအကြောင်းပြချက်မလိုဘူးဆိုအရင်တော့ချစ်တော့လက်ခံခဲ့တဲ့အရာတွေကိုကိုလက်မခံနိုင်တော့ကိုကမချစ်တော့လို့အဲ့တော့နေငါ့အောင်မချစ်တော့ဘူးလမ်းခွဲကြမယ်ဒါပဲရှင်းရှင်းလေးအဲ့တော့မင်းကပြောတော့ feedback culture ကိုလက်ခံနေသူပြီးတော့ဒါ feedback လေးလက်မခံမဟုတ်ဘူး feedback ကငါတို့ချစ်နေတဲ့အချိန်မှာသူလွန်ကျူးလွန်လာတဲ့အခါပြုပြင်ခွင့်ပေးဖို့အတွက်အေးငါအတွက်ဒါလေးတွေကတော့နောက်ဆက်ဖြစ်တယ်ကြာရင်ဒုက္ခရောက်နိုင်ဒါလေးတွေပြင်ပေးပါဆိုပြောတာ feedback မင်းကလမ်းခွဲကိုဆုံးဖြတ်ပြီးတဲ့အချိန်မှာဒါကြောင့်လမ်းခွဲတယ်ဆိုတာ feedback မဟုတ်ဘူးအဲ့ဒါအကြောင်းရှာအဲ့ဒါကနာကျင်မှုတွေပဲတစ်ဖက်သားရဲ့ဘဝကိုခီးကိုရှေ့ဆက်ဖို့အတွက်ဒဏ်ရာရသွားနိုင်တဲ့ဟာတွေမျိုးမို့လို့ဒါမျိုးကိုdomestic violence နဲ့ level 2လို့သတ်မှတ်တယ်เนาะအဲ့ဒီတော့ကျွန်တော်တို့အရန်ကြိုက်တဲ့အရန်ချစ်တဲ့ Manchester United ဘောလုံးအသင်းကအခု Ederson ကိုလောက်တာအဲ့ချိုးကြီးပဲတကယ်တော့သူတို့ကအရင်တော့ခေါ်တရားလူမရှိလို့ရဆာဒီကောင်လေးတော့6နေတယ်ဆွဲခေါ်လိုက်တယ်အဲ့ချိန်မှာစန်တိုထက်ရတယ်ကျွန်တော်ပြေးတဲ့အနေနဲ့စန်တိုကိုခေါ်တာပိုကြိုက်တယ်စန်တိုက profile အနေနဲ့ကစားတဲ့နေရာအနေနဲ့အသက်အရွယ်အနေနဲ့အခုလိုအပ်နေချက်နဲ့အများကြီးပိုပြည့်စုံတယ်ဒါပေမဲ့ပြဿနာသူတို့နှစ်ယောက်လုံးကအခု proven ဖြစ်ပြီးသားကစားသမားတွေမဟုတ်နေဘူးအဲ့နေရာမှာအဲ့နှစ်ယောက်ကိုထားခေါ်လို့မရဘူးကြာသူကတော့ Anderson ကို Ederson ကိုဒီမခေါ်ချင်တော့အဲ့လိုချိန်မှာမလုပ်လဲတော့ရသေးတယ်ဗျာစာချုပ်ကမချုပ်ပါသေးတော့ဒီဆေးကိုကြောက်ဆိုတဲ့ဟာကြီးကိုရွေးတာကြီးဗျာသိလားတရားဝင်တော့ဝင်တယ်ဗျာဒါပေမဲ့လူတိုင်းကသိတယ်ကျွန်တော်သိတဲ့ Manchester United လူကြီးလူကောင်းဆန်မှုကိုချင်းတရားထိမ့်သိမ့်မှုညာဒါမျိုးကြီးကိုလောက်တာကြီးကျွန်တော်တို့သဘောမကျဘူးเนาะအဲ့တော့ရှင်းပြောအဲ့လိုပဲအဲ့ဒါဒီတစ်ဖက်ကစားသမားရဲ့ယုံကြည်မှုတွေတစ်ဖက်ကစားသမားရဲ့စိတ်ပိုင်းဆိုင်ရာတွေအများကြီးထိခိုက်နိုင်တယ်မလုပ်စေချင်ဘူးပေါ့ဗျာအဲ့ဒါလေးကိုကျွန်တော်တို့ဥပမေးတွေနဲ့ပြောပြတာပါเนาะကျွန်တော် relationship ကိုသင်ပြသပေးတာမဟုတ်ကျွန်တော်တို့ဝင်မဆဲကြပါနဲ့နော်ဒါပေမဲ့အာဂျင်တီးနားကိုဒိုင်ကူတယ်ဆိုတာကလည်းအမှန်ပါပဲမဟုတ်ဘူးလားမမှန်ဘူးလို့ပြောကြည့်လိုက်အာဂျင်တီးနားနဲ့ဆွစ်ဇာလန်မှာဆွစ်ဇာလန်ရဲ့အရေးအသွေးကအာဂျင်တီးနားနောက်တစ်ဆင့်တက်တာကိုတားဆီးဖို့ဘယ်နေရာမှရှိမနေဘူးဝမ်းဝမ်းကြားတဲ့အချိန်မှာနိုင်တယ်လို့ပါလူတွေပြောပေမဲ့
အာဂျင်တီးနားတကူသွင်းပြီးတဲ့ကဆွစ်ဇာလန်ပြန်သွင်းလဲသူတို့ပြန်ချိန်နိုင်တယ်ဆိုတော့ယုံကြည်ချက်ရှိလို့အေးအေးကစားနေလို့အဲ့လားကစားနေလို့ရတာဒါကကူစရာမလိုဒါမှဒိုင်းကတကယ်ကြီးကူတာဗျာအဲ့လိုနေရာမျိုးမှာဟန်ဆောင်လဲချလို့ဆိုနောက်တော့ထပ်ပြပြီးတော့ဒုတိယအဝါထိမဲ့လို့အနိကထိတာလောက်ကိုပြဖို့လိုလို့လားဆိုတာဥပဒေနဲ့ရှင်းပြကတ်သက်ရှင်းပြရင်တော့ဟုတ်တာပေါ့ဒါမှဒါကြီးကအားလုံးသိတယ်ဗျာဘောလုံးဝဲကြည့်နေတဲ့လူတွေဒါဖြစ်တင်တာမဖြစ်တင်တာတော့အဲ့တော့ဟုတ်နေတာပဲဒါကိုယ်ရတော်ကြီးတော့လက်ခံလိုက်ကြပါကျွန်တော်တော့လာမစဲကြနဲ့